မင်္ဂလာရှိတော့မနက်ခင်းမှာချစ်တော်ညီကိုမောင်နှမမိတ်ဆွေအပေါင်းတို့မင်္ဂလာပါနှုတ်ခွန်းဆက်တတ်ပါတယ်ဒီနေ့မနက်ခင်းမှာပြန်လည်ပြီးတော့ကျွန်တော်ရေးထားတဲ့ချီးမွမ်းတခြင်းဂုဏ်တော်ကိုချီးမွမ်းသွားမယ်တခြင်းကောင်းစဉ်ကတော့ထာဝရမြတ်တာဒီဂုဏ်တော်ချီးမွမ်းတခြင်းကိုကြားတော့ညီကိုမောင်နှမအရောက်စီတိုင်းပေါ်မှာဖရာသခင်တာ၍အထူးကောင်းကြီးပေးပါစေဖရာသခင်တင်ကိုချစ်တော်မြတ်တာဒီကားတိုင်းပေါ်အတေခံအတွေ့သွန်လောင်းပြီးချစ်တယ်ဘယ်တော့မှမပြောင်းလဲတဲ့ထာဝရမြတ်တာတဲ့ချစ်တယ်အချိန်နဲ့အသက်အကြောင်းလောကတိကလာအပြောင်းအလဲနဲ့မဆိုင်အမြဲချစ်နေတဲ့တိုင်းထွာနိုင်စားလို့မရဘူးချိန်မလာနဲ့မြတ်တာနဲ့ချစ်တယ်အစားထိုးလို့မရနိုင်ဘူးကပြတွေစားတွေတချင်းတွေနဲ့လည်းပေါ်ပြလို့မရဘူးဘယ်တော့မှမကုန်ခါနဲ့ကရုဏာနဲ့ကျေးဇူးပြုပေးသူဖြစ်တယ်ယေရှုတင်ကိုတိတ်ချစ်တယ်ဆိုတဲ့မိဖတွေအနာမမရှိတဲ့ချိန်လူတွေညင်ပဲချင်းကိုခံရတဲ့ယေရှုတင်နာမမျက်ရှိတယ်ယေရှုတင်ကိုချစ်တယ်